ဝါရှင်တန်အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည်အင်္ဂါနေ့ဖေဖော်ဝါရီ3ရက်2026ခုနှစ်တွင် Oval Office ၌ပြုလုပ်သည့်သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း Epstein Files နှင့်ဆိုင်သောမေးခွန်းကြောင့်နောက်ထပ်အငြင်းပွားမှုအသစ်ဖြစ်ပေါ်စေခဲ့သည်သတင်းစာရှင်းလင်းပွဲအတွင်း White House သတင်းတောက်ကိတ်လင် Collins ၏မေးခွန်းကြောင့်အခန်းတွင်အခြေအနေတင်းမာလာခဲ့သည်သတင်းစာရှင်းလင်းပွဲတွင်ကိတ်လင် Collins က Trump ထံမေးမြန်းခဲ့သည်တရားရေးဌာနမှထုတ်ပြန်ထားသည့်အပြစ်ချမှတ်ခံထားရသောလိင်ဆိုင်ရာပြစ်မှုကျူးလွန်သူ Jeffrey Epstein နှင့်ဆိုင်သောစာရွက်စာတမ်းများကိုအဘယ်ကြောင့်အလွန်အမင်းဖုံးကွယ်ထားရသည်နည်း redacted တစ်ခုထို့ပြင် Epstein အမှုတွင်ယနေ့အထိပြည့်စုံသောတရားမျှတမှုမရရှိသေးကြောင်းခံစားနေရသည့်ထိခိုက်နစ်နာသူများအတွက်သမ္မတ Trump ၏သတင်းစကားသည်မည်သို့ဖြစ်မည်နည်းဟုလည်းမေးမြန်းခဲ့သည်ဤမေးခွန်းအတွက်တုံ့ပြန်ရာတွင် Trump သည်တိုက်ရိုက်ရှင်းလင်းမှုမပေးဘဲတင်းမာပြီးကိုခံကာကွယ်သည့်လေတံဖြင့်ပြန်လည်တုံ့ပြန်ခဲ့သည်သူသည်ကိတ်လင် Collins နှင့်ငန်းကိုပြင်းထန်စွာဝေဖန်ကာသတင်းထောက်အားမယိုသားကြောင်းဆွဆွဲခဲ့ပြီးအဆိုးဆုံးသတင်းထောက်ဟုခေါ်ဆိုခဲ့သည်ထိုအချိန်တွင် Trump ကကိုကြီးကိုရာမှတ်ချက်များလည်းပြုလုပ်ခဲ့ပြီးကိတ်လင် Collins ကိုပြုံးနေသည်ကိုမမြင်ဘူးဟုပြောဆိုခဲ့သည်ဤအကြောင်းကြောင့်အခန်းတွင် like healthcare, something that people care about. Yeah, what did you say? Go ahead. What would you say to the survivors who feel they've got you are the worst reporter. No wonder CNN has no ratings because of people like you. You know, she's a young woman. I don't think I've ever seen you smile. I've known you for 10 years. I don't think I've ever seen a smile on your face. You know why? You know why you're not smiling? Because you know you're not telling the truth, and you're a very dishonest organization. And they should be ashamed of you. ရှိသတင်းထောက်များနှင့်နောက်ပိုင်းလူထုအကြားဆွေးနွေးမှုများပေါ်ပေါက်လာခဲ့သည်နိုင်ငံရေးသုံးသပ်သူများအဆိုအရဒီလိုကိုရေးကိုရာမှတ်ချက်များသည်အရေးကြီးပြီးထိခိုက်နစ်နာမှုများနှင့်ဆိုင်သည့်မိကွန်းများမှအာယုံကိုလွှဲချော်စေသည့်အပြုအမူဖြစ်ကြောင်းဖော်ပြကြသည့်ဝေဖန်သူများက Epstein Files ကဲ့သို့ကိစ္စများတွင်အသက်မပြည့်သူများပေါ်အမျက်ထုတ်ခံရမှုနှင့်အာဏာရှိသူများ၏ဖြစ်နိုင်သည့်ပါဝင်ပတ်သက်မှုများပါဝင်နေသည့်အတွက်ပြည်သူများသည်ပုံမရှင်းလင်းမြင်သာသောတုံ့ပြန်ချက်များကိုမျှော်လင့်နေကြောင်းဆိုကြသည်Trump ကထပ်မံပြောကြားရာတွင်အမေရိကန်ပြည်သူများအနေဖြင့် Epstein နှင့်ဆိုင်သောစာရွက်စာတမ်းများကိုနောက်ဖတ်ထားပြီးအခြားကိစ္စများသို့ရွှေ့သွားတင်သည်ဟု